အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကတော့ဒိုင်ဂျူကာသင်ခန်းစာ30မှာလေ့လာရမယ့် grammar ပဋ္ဌာန်းလေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့နေယာနိ noun က imas arimas ဆိုတဲ့ grammar ပဋ္ဌာန်းလေးကိုရှင်းပြချင်ပါတယ်နေယာနိနေယာမှာနော် noun ရှိတယ်ဆိုရင်အဲ့ဒီ noun ဟာတက်ရှိဆိုနောက်က imas နဲ့တွဲပြီးတော့သုံးပေးရမယ် noun ဟာတက်မဲ့ဆိုရင်နောက်က arimas ဆိုတဲ့ verb နဲ့တွဲပြီးတော့သုံးပေးရမယ်နော် imas ဒီတက်ရှိတာမှာသုံးတယ် arimas ကတက်မဲ့ရှိတာမှာသုံးပါတယ်အဲ့တော့မေးခွန်းမေးတဲ့အခါမှာတက်ရှိတွေကိုမေးရင်ဓာတ်တွေနဲ့မေးရမယ်ဓာတ်တွေက imas ကလို့တွဲပြီးတော့မေးရမယ်တက်မဲ့ဆိုရင်နာနီနဲ့မေးမယ်နာနီက arimas ကဆိုပြီးတော့တွဲပြီးတော့မေးပေးရပါမယ်နေရာရဲ့နောက်မှာပါတီကယ်နီးလိုက်တယ်။နောက်မှာရှိတယ်ဆိုတဲ့နော်နေရာမှာရှိတယ်လို့ပြောချင်ရင်နေရာနိဆိုပြီးတော့ပါတီကယ်နီးသုံးပေးရမယ်။အဲ့တော့ noun က imas arimas noun နဲ့အဲ့ဒီရှိတယ်ဆိုတဲ့ဘတ်ဒီရဲ့ခြားမှာပါတီကယ်ကလေးကိုထည့်ပြီးတော့သုံးပေးရပါမယ်။ကဲဒါဆိုရင်ဥပမာစာကြောင်းလေးကိုကြည့်ရအောင်။教師室に誰がいますか教師室ဆိုတာစာသင်ခန်းထဲမှာ誰がいますかဘယ်သူတွေရှိလဲအဲ့တော့စာသင်ခန်းထဲမှာဘယ်သူရှိတယ်လဲဆိုတော့教師室に学生がいます学生ဆိုတာကျောင်းသားကျောင်းသူစာသင်ခန်းထဲမှာကျောင်းသားကျောင်းသူတွေရှိပါတယ်နောက်ဥပမာနံပါတ်2ကကြတော့အဆိုကိုနီနာနီကအာဒီမတ်ကအဆိုကိုနီဆိုတာဟိုးနေရာမှာနာနီဘာအာဒီမတ်ကရှိတယ်လဲအဲ့တော့ဘာရှိတယ်လဲဆိုတော့အဆိုကိုနီကွန်ဘီနီကအာဒီမတ်ကွန်ဘီနီဆိုတာ24နာရီစတိုးဆိုင်เนาะအဲ့တော့ဟိုးနေရာမှာ24နာရီစတိုးဆိုင်ရှိပါတယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ gag ဆေးဒီចောင်းသားចောင်းသူတွေဟာတက်ရှိတွေဖြစ်တဲ့အတွက်နောက်က imas နဲ့သုံးမယ် combini ဟာတော့တက်မဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ arimas နဲ့တွဲပြီးတော့သုံးပေးမယ်နော်မိကုံးမေးတဲ့အခါမှာတားတယ်ဆိုနောက်က imas နဲ့မေးမယ်နာနီဆိုနောက်က arimas နဲ့တွဲပြီးတော့မေးပေးရမယ်နော်ဟုတ်ပြီနေယာနိ noun က imas arimas လို့မှတ်ထားပါမယ်နောက်တစ်ခုကကြတော့အဲ့ဒီနေရာနဲ့ noun ကိုဆိုတော့အရှိနဲ့ noun နဲ့ချိန်ပြီးတော့ပြောတဲ့ပုံစံလေးnoun ကိုရှေ့မှာထားပြီးတော့နေရာကိုအနောက်မှာထားပြီးတော့ပြောမယ်အဲ့လိုပြောတဲ့အခါမှာ noun ရဲ့နောက်မှာ particle ဟာ wa ဆိုတဲ့စလုံးလေးပြောင်းသွားတယ်အဲ့တော့ noun wa နေရာနိ imas arimas အရှိက noun ဟာတက်ရှိဆိုရင်နောက်က imas နဲ့တွဲမယ်တက်မဲ့ဆိုရင်နောက်က arimas နဲ့တွဲပြီးတော့သုံးပေးမယ်နော်အဲ့တော့ noun wa နေရာနိ imas arimas လို့မှတ်ထားမယ်အဲ့တော့နေရာကိုမေးခွန်းမေးတဲ့အခါမှာဘယ်နေရာဆိုတော့ဒုက္ခုနဲ့မေးတယ်အဲ့တော့ဒုက္ခုနိ imas ကဘယ်နေရာမှာရှိတယ်လဲဒုက္ခုနိ arimas ကဘယ်နေရာမှာရှိတယ်လဲကဲဥပမာစာကြောင်းလေးကိုကြည့်မယ်စင်စေဝဒုက္ခုနိ imas ကဆရာကဘယ်မှာရှိလဲဆရာဆိုတာတက်ရှိဖြစ်တဲ့တွင်နောက်က imas နဲ့မေးတယ်အဲ့တော့ဆရာကဘယ်မှာရှိနေလဲဆိုတော့ kyoshi ni imas စာသင်ခန်းထဲမှာရှိပါတယ်ပေါ့နောက်တစ်ခုကဂင်ကိုဝါဒိုကိုနီအာဒီမတ်ကဂင်ကိုကဘန်တက်မဲ့ဖြစ်တဲ့အတွက်နောက်ကအာဒီမတ်နဲ့သုံးပြီးတော့ပြောတယ်အဲ့တော့ဘန်ကဘယ်နေရာမှာရှိတယ်လဲဆိုတော့အာဆိုကိုနီအာဒီမတ်ဟိုနေရာမှာရှိပါတယ်ပေါ့ကဲတော့နောင်ကရှေ့ကထားပြီးတော့ပြောမယ်ဆိုရင် particle 1နဲ့တွဲသုံးပြီးတော့အဲ့တော့နေရာမှာရှိတယ်ဆိုရင်နေရာရဲ့နောက်မှာ particle 2ကိုသုံးမယ်နေရာနိ imas arimas ဘယ်နေရာမှာလို့မေးကြည့်ဒုက္ခုနိဘယ်နေရာမှာ imas ကရှိတယ်လဲ arimas ကရှိတယ်လဲကဲနောက်တစ်ခုကကြတော့အဲ့ဒီနေရာမှာနော်နေရာမှာရှိတယ်ဆိုတာကိုပဲသူကသုံးပြထားတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ဘယ်လိုစလုံးတွေသုံးလို့ရလဲဆိုရင်ဘေးကက်လျက်တို့အနီးအနားတို့ပေါ့နော်နောင်ရဲ့ဘေးကက်လျက်မှာနောင်ရဲ့အနီးနားမှာဆိုရင်နောင်တော့ဒိုနာရီနောင်တော့ချီကာကုဒိုနာရီကဘေးကက်လျက်ဘေးချင်းကက်လျက်ချီကာကုကနေနာဥဲဆိုရင်အပေါ်ရှိတာဆိုရင်အောက်အပေါ်မှာအောက်မှာပေါ့နော်မအဲဆိုတာအရှိဥရှိတော်ဆိုတာနောက်အရှိမှာအနောက်မှာပေါ့မိဂီဆိုတာညာဟီဒါရီကဘယ်အဲ့တော့ညာဘက်မှာတို့ဘယ်ဘက်မှာတို့နောက်ကအထဲအလဲဆိုတူကအပြင်အဲ့တော့အထဲမှာအပြင်မှာဆိုပြီးတော့သုံးမှာပေါ့နော်ဘယ်နေရာရဲ့ဘာရဲ့ဘေကလီရဲ့မှာအနီးနားမှာဘာရဲ့အပေါ်မှာအောက်မှာဘာရဲ့အရှိမှာနောက်မှာအဲ့လိုမျိုးဒီစလုံးလေးနဲ့တွဲပြီးတော့လဲသုံးလို့ရပါတယ်အနောက်မှာ particle နှိလိုက်မယ်နေရာမှာနော်ဒါနေရာပြစလုံးနေပါနေရာမှာရှိတယ်ဆိုရင်တက်ရှိတာဆိုရင် imas တက်မဲ့ရှိတာဆိုရင် arimas ကိုသုံးမယ်နောက်တစ်ခုကကြာအာဣဒဆိုတဲ့စလုံးနဲ့အာဣဒဆိုတာဂျာကနှစ်ခုရဲ့ဂျာဖြစ်တဲ့အတွက်ဘာနဲ့ဘာရဲ့ဂျာလဲဆိုတော့ noun တို့ noun တော့အာဣဒအဲ့လိုမျိုးလေးသုံးပေးရမယ် noun နဲ့ noun ရဲ့ဂျာထဲမှာเนาะဘယ်နေရာနဲ့ဘယ်နေရာရဲ့ဂျာမှာဘာရှိတယ်ဘယ်သူနဲ့ဘယ်သူရဲ့ဂျာမှာဘာရှိတယ်ဒါမျိုးလေးလာမှာပေါ့เนาะထားပါတော့ကျောင်းနဲ့အိမ်ရဲ့ဂျာထဲမှာစူပါမားကတ်ရှိတယ်ကောင်လေးနဲ့ကောင်မလေးရဲ့ဂျားထဲမှာခွေးကလေးရှိတယ်ဒါမျိုးပေါ့နော်ဂျားဆိုရင်နောင်နှစ်ခုရဲ့ဂျားထဲမှာလို့သုံးပါမယ်ကဲဒါဆိုဥပမာစာကြောင်းလေးကိုကြည့်မယ်スーパーの隣に本屋があります。スーパーマーケットရဲ့隣にベーカリーမှာ本屋စာအုပ်ဆိုင်ကありますရှိပါတယ်
Uchino chikakuni kisatanga arimas Uchino chikakuni အိမ်ရဲ့အနီးနားမှာလက်ဖက်ရည်ဆိုင်ရှိတယ်ကော်ဖီဆိုင်ရှိတယ်ယူဘင်ကျော်ခုနောမာယနီစာရိုက်ရဲ့အရှိမှာ post တို့ကအာဒီမတ်စာရိုက်ပုံးရှိပါတယ်ဟေယာနောနာကာနီအွန်နာနောကိုကအီမတ်ဟေယာနောနာကာနီအခန်းရဲ့အထဲမှာအခန်းထဲမှာအွန်နာနောကိုဆိုတာကောင်မလေးเนาะကောင်မလေးတယောက်အီမတ်ရှိပါတယ်အီဆုနောရှိတာနိနဲခိုကအီမတ်အီဆုဆိုတာထိုင်ကုန်ရှိတာကအောက်ထိုင်ကုန်ရဲ့အောက်မှာတဲ့နဲခိုကအီမတ်ကြောင်ကလေးရှိတယ်ခိစာတန်ဝဦးချီတိုကကိုနိုအိုင်ဒါနီအာရီမတ်လပြည့်ဆိုင်ကဘယ်နေရာမှာလဲဆိုရင်အိမ်နဲ့ကျောင်းရဲ့ဂျားထဲမှာရှိပါတယ်နောက်တစ်ခုကအိုတိုဆန်တိုအိုကာဆန်နိုအိုင်ဒါနီကိုရိုမိုကအီမတ်အဖေနဲ့အမေရဲ့ဂျားထဲမှာကလေးလေးရှိပါတယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဟွန်ရစာအုပ်ဆိုင်ဒီစာအုပ်ဆိုင်ကတက်မဲ့ဖြစ်တဲ့အတွက်နောက်ကအာရီမတ်နဲ့သုံးတယ်ခိစာတန်တို့ post တို့တာတက်မဲ့တွေဖြစ်တဲ့အတွက်နောက်ကအာရီမတ်နဲ့သုံးတယ်အွန်နာနိုကိုဆိုတာကောင်မလေးဆိုတာတက်ရှိနဲကိုကြောင်းဆိုတာတက်ရှိဖြစ်တဲ့အတွက်နောက်က email နဲ့သုံးပေးရတယ်ပေါ့နော်ပြီးတော့ဒီမှာဆိုရင်ခိစာတန်လက်ပိဆိုင်နော်လက်ပိဆိုင်ကဒီမှာတက်မဲ့ဖြစ်တဲ့အတွက်အာရီမတ်နဲ့သုံးတယ်နောက်တစ်ခုကလေးရှိတာဆိုတော့ကလေးကကိုရိုမိုတက်ရှိဖြစ်တဲ့အတွက်နောက်က email နဲ့တွဲပြီးတော့သုံးပေးရပါတယ်ကဲအခန်း30ရဲ့ grammar pattern ကတော့ဒါပဲဖြစ်ပါတယ်အနည်းချုပ်အနေနဲ့မှတ်မယ်ဆိုရင်တော့နေရာနိ noun က imas arimas နေရာမှာ noun ရှိတယ်เนาะအဲ့ဒါကိုမှအရှိနောက်ချိန်ပြီးပြောမယ်ဆိုရင် noun ဝနေရာနိ imas arimas noun ဟာနေရာမှာရှိတယ်ပေါ့เนาะအဲ့ဒါကိုမှနေရာပြစလုံးတွေဟာဒီမှာဘာတွေနဲ့သုံးလို့ရလဲဆိုရင် vehicle ရဲ့အနီးအနားအပေါ်အောက်တို့အရှိအနောက်တို့ဘညာတို့ဘဲတို့အထဲတို့အလဲတို့ပေါ့နော်ဒါမျိုးလေးတွေနဲ့လည်းတွဲပြီးတော့သုံးပေးလို့ရပါတယ်ဒါကလည်းနေရာကိုဖော်ပြတဲ့စက်လုံးလေးတွေပေါ့နော်ကဲဒါဆိုရင်အခန်း30ရဲ့ grammar ကတော့ဒီအထိပဲဖြစ်ပါတယ်